ဒီဗီဒီယိုကြည့်ပြီးသွားတဲ့ Lancelot ကင်တဲ့အခါကာတီးစီတို့ share ချမ်းစေရမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ High Zone ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Lancelot ကင်တဲ့အခါဓာတ်မထွက်ပဲနဲ့ chocolate ကိုက်နေတဲ့သူတွေအတွက် Lancelot ကိုဘယ်လိုစားမယ်ဆိုတာပြပြပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Lancelot ရဲ့ scale တွေကြောင်းရှင်းပြပါမယ် scale 1 dash လိုက်ရင် physical damage ပေးပြီး enemy အောက်မှာ timer လေးတစ်ခုပေါ်လာတယ်ဗျာအဲ့ဒီ timer ပျောက်သွားရင်နောက်တစ်ခါထပ်သုံးလို့ရပါတယ်ဒါပေမဲ့ buff တွေ target တွေယူတဲ့အခါကျအဲ့ effect လေးကကွယ်နေတတ်တယ်အဲ့တော့ဒီ indicator လေးကိုကြည့်ပြီးတော့အဲ့ဒါလေးကုန်ကန်ဒီဆိုရင် scale 1ထပ်သုံးလို့ရပါပြီenemy ကိုချဖို့အတွက် scale 1 dash မယ်ဆိုရင်ဗျာတကူတကကြီးအောက်က effect တွေကိုလိုက်ပြီးတော့ကြည့်နေကြမလို့ပထမဆုံးအနေနဲ့အရေးအတွက်ကိုကြည့်လိုက်ဗျာ3ခုရှိရင်3ခါစတိုက် dash လို့ရတယ်အဓိကအကုန်လုံးကိုထိဖို့ပဲလို့လား3ခုရှိတာကို4ခါ dash လို့ရတာမဟုတ်ဘူးလားဆိုပြီးတော့မေးလို့ရတယ်Lancelot ရဲ့အသက်က scale 1ဗျာ scale 1 လောက်ရရင် तू ကဘာဓာတ်မှလည်းမရှိတော့ဘူးထွက်ပြေးလို့လည်းမရတော့ဘူး enemy လုံးသမျှကို brother ငြိမ်ခံပြီးတော့ပဲအဲ့တော့ဗဒဲဆိုင်မယ်ဆိုရင် scale 1လုံးဝမလွဲဖို့အရင်အရေးကြီးပါတယ် scale 1အမြင် dash နိုင်အောင် customer လည်းအခုလိုမျိုးတေချာလေး train ပေးပါကိုက train နိုင်လေ scale 1 dash တွေကမြန်မြန်ထွက်လေပဲမြန်မြန်ထွက်လေထွက်ပြေးရတာပိုလွယ်လေပဲနောက်ပြီးအခုလိုမျိုး2ဆင့် dash ပြီးတော့ထွက်ပြေးတဲ့နေရာမှာလည်းသုံးလို့ရပါတယ် Lancelot scale 2ဟာချိန်တိုင်းနေရာကို3ခါပိုင်းလိုက်မှာဖြစ်ပါတယ်scale 2လည်းဟာ damage အထွက်ဆုံးဖြစ်ပြီးတော့ enemy ကိုလည်း movement speed short ပေးပါတယ် scale 2သုံးနေတဲ့အချိန်ဆို Lancelot က scale တွေအကုန်အင်မြူပါသေးတယ်အဲ့တော့ time quality ကြောင့်သုံးနိုင်ရင် Lancelot ကဖမ်းရတာတော်တော်လေးခက်ပါတယ် scale တွေအင်မြူတာလည်းလွယ်လွယ်လေးဗျာ enemy scale တွေကိုသိရင်ရပါပြီကျုပ်ဒီမှာဆိုရင် Franco က ဟုတ်မဆွဲဘဲနဲ့အနားကိုကတ်လာတဲ့ကဒါကိုယ့်ကိုကိုက်ဖို့တေချာနေပြီမလို့ scale 2နဲ့အင်မြူလိုက်ပါတယ်အဲ့လိုပဲဗျာကျုပ်ချောင်းဆိုရင်လည်း G-code 2ဆင့်သုံးပြီးပြီဆိုတော့3ဆင့်မြောက်က knock up ပေးမှာကိုကြိုတက်ပြီးတော့ scale 2နဲ့အင်မြူလိုက်ပါတယ်အဓိက enemy 3မဲ့ scale တွေကိုကြိုသိနေရင်ကိုယ့်ဘက်ကနေပြီးတော့အင်မြူကလွယ်တယ်ဗျာLancelot ultimate ကချိန်တိုင်းနေရာကို dash ပြီးတော့ physical damage ပေးပါတယ်သူ့ရဲ့ ultimate ကကိုတော့တိတ်မကြဘူးဗျာအဲ့တော့ buff တွေပါစားတဲ့ခါကျ ultimate ထိုးပြီးတော့စားလို့ရပါတယ် scale 1 dash သုံးဖို့မမီရင်လည်း ultimate သုံးပြီးတော့အနားကလိုက်လို့ရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ Lancelot ရဲ့ passive ကတော့အရေးကြီးဆုံးပဲ Lancelot ကတစ်ခါ dash တိုင်းမှာ damage 7.5 ရာခိုင်နှုန်းတိုးပေးပါတယ် scale 1 မှာ33 ultimate ပဲ33ကြိုက်တာကိုသုံးပြ dash တာဖြစ်ရင် stat ရတယ်Stack က4ခါလေးဆိုလို့ရတော့ damage 30ရာခိုင်နှုန်းအထိတိုးပေးပါတယ်ကျွန်တော်ဒီရဲ့ချက်ကြောင့်ပဲ Lancelot ကကျန်းနေတာဗျာဥပမာ brother မှာ damage 1000ရှိရဆိုရင် stack အပြည့်ဖြစ်တဲ့အခါကျ enemy ကို damage 1300ပေးပါတယ်နောက်ပြီး Lancelot မှာဒီ item 4ခုကလုံးဝမဖြစ်မနေထည့်သင့်ပါတယ် dash boot က stand နဲ့ movement speed နေတာတွေကို25ရာခိုင်နှုန်း short ပေးပါတယ်အဲ့တော့ dash boot ရှိရဆိုရင် Lancelot ကဖမ်းရတာတော်တော်လေးခက်ပါတယ်ပုံမှန်ဆိုကျွန်တော်တိုက်ခွဲတွန်းလိုက်ရင်လေပေါ်မြောက်တဲ့အထိဘာမှကိုသုံးလို့မရဘူးဒါပေမဲ့ dash boot ရှိနေမှာဆိုရင်လေပေါ်မြောက်တောင်အင်မြူပြီးတော့အမြန်ပြတ်ထွက်လာလို့ရပါတယ်ဒီမှာလဲဗျာရီစက်ရှင်ကတမတက်ဖိတ်နေတာချောင်းလဲထွက်လာရောကျွန်တော်မှ dash boot ရှိနေတဲ့အတွက်သူ့ကန်တာကို AC အင်မြူလိုက်လို့ရပါတယ် YH ကပုံမှန်ဆိုရင် physical attack 35ပဲပေးရဗျာဒါပေမဲ့သူ့ရဲ့ passive ကတော့ share ကြီး damage ပေးတိုင်းမှာ physical attack 12ခုရတယ်6ခါလေးဆိုလို့ရတော့ physical attack 82ခုထိရတယ် stat အပြည့်ဆိုရင်ကျွန်တော်စုစုပေါင်း physical attack က109ခုတောင်ရပါတယ်နောက်ပြီး stat အပြည့်ဖြစ်သွားရင်လည်း YH က true damage ပေးပါသေးတယ်အဲ့ true damage က9တောင်းလည်းမပါတော့ဘာပဲသုံး true damage ကအမြဲထွက်တယ်ဗျာကျွန်တော် Annex Battle ရလေ scale သုံးပြီး basic တက်ချလိုက်ရင် true damage ပေးတယ်သွေးပြန်တက်တယ်အဲ့တော့ Annex Battle နဲ့မှာပေါင်းလိုက်ရင် true damage က2ခုရရဗျာလုံးဝကို share ပဲဒီကြားရဲ့ brute force ပါထောက်သွားရင်ပိုဆိုးရယ် brute force က defense item မဟုတ်ဘူးเนาะကျွန်တော်သူ့ရဲ့ passive ကိုကြည့်လိုက်ရင် damage ပေးတိုင်းမှာ adaptive attack 8ခုနဲ့ movement speed 200ရာခိုင်နှုန်းပေးပါတယ် stack က6ခါတီးဆိုလို့ရတော့စုစုပေါင်း adaptive attack 48ခုနဲ့ movement speed 12ရာခိုင်နှုန်းလောက်ရရဗျာပိုလန်းဝါတာ stack အပြည့်ဖြစ်သွားရင် touch ဖို့လိုပဲ stand တွေကို25ရာခိုင်နှုန်းလောက် short ပေးတဲ့ effect တစ်ခုထည့်ရပါတယ်အဲ့တော့ဒီ item 4ခုနဲ့ဆိုရင် Lancelot က stand တွေလည်း short ပေးမယ် true damage တွေလည်းထွက်မယ်သွေးလည်းတက်မယ်ကူတော့နဲ့အများကြီး short ပေးတယ်လုံးဝအောင် share ပဲတခုပဲဗျာ YH နဲ့ brute force က full stat ရောက်ဖို့လိုအပ်ပါတယ်အဲ့တော့ Lancelot ကိုင်ကျန်းကျင်တယ်မလား enemy ကိုချကန်နေတိုင်းမှာ YH နဲ့ brute force ကို stat အရင်စုဖို့လိုအပ်ပါတယ် stat ကလည်းလွယ်လွယ်လေးဗျာ scale 1 dash type basic တက်ချလိုက်လုံနေအောင်ပဲ passive ရဲ့ YH ရဲ့ brute force ရဲ့အကုန်လုံး full stat ဟိုမှာ Annex Battle ရဲ့ passive နဲ့ဆိုရင် basic တက်ချအောင်နဲ့တော်တော်နာပါတယ်အဲ့တော့ Lancelot ကိုင်တဲ့အခါ enemy ကိုမချခင်မှာ stat စုဖို့နဲ့ enemy အနားရောက်ရင်လည်း basic တက်ချဖို့မမေ့ပါနဲ့ကဲLancelot နဲ့ enemy ကိုချရမယ်ဆိုရင်အရှိမပြောခဲ့သလိုပဲ dash လို့ရတဲ့လောက် dash ပေးပါများများ dash နိုင်လေ damage ပိုထွက်လေပြီးွားရင် enemy အနားသွားပြီးတော့ basic တက်ချမယ်အနောက်ကိုနည်းနည်းလေးပြန်ဆုပ်ပြီးတော့ scale 2သုံးမယ် ultimate သုံးမယ်ဒါကတော့ရိုးရိုး basic ပဲဗျာတကယ်ပွဲတွေမှာအဲ့လိုသွားလို့ရင်9ခါမှ2ခါလောက်ဝယ်ရမယ် enemy တွေကစာတက်တယ်ဗျာ Lancelot အနားရောက်လာရင် scale 2ကို AC ရှောင်တက်တယ်အဲ့လိုအချိန်ပွဲတာနေရင်ကျွန်တော် basic တက်ထိုင်ချလို့ရပါတယ် scale 1 effect ပျောက်သွားရင်လည်း scale 1ထပ်သုံးပြီးတော့ basic တက်ထက်ချဗျာခုနက item 4ခုနဲ့ဆိုရင် Lancelot ရဲ့ basic တက်ကအရန်နာပါတယ်အဲ့တော့ပွဲမတိုင်ရောပွဲမတိုင်ရင်ကျွန်တော် ultimate သုံးပြီးတော့မှ scale 2ပြန်သုံးပြီး counter လို့ရပါတယ်ဒါမှမဟုတ်ခဏလွတ်ပေးကြအောင်ဆောင်ပြီးတော့ miniela မှာပြန်ဝင်အိမ်လို့ရပါတယ်တော်တော်များများလည်းဒီအကောက်ကိုသုံးကြတာသိမှာပါ
လူအများစုမားနေတာဗျာကျွန်တော်လန်စလော့ကင်ပြီးဆိုရင်တခါလဲတန်းဝင်ပြီးတော့တန်းဖြတ်ဖို့စဉ်းစားကြတယ်အဲ့ဒါလေးကျွန်တော် RAM မြင့်လာရင်တိတ်ပြီးတော့သုံးလို့မရတော့အကုန်လုံးကလန်စလော့အကြောင်းကိုသိနေပြီးသားဆိုတော့ဗျာ blink spell တွေ stand တွေကိုခြံထားလေးရှိတယ်အဲ့တော့ scale 1အပြတ်ခံပြီးတော့ enemy ကိုလိုက်ကျုံနေတာမှာကိုတေဖို့ကပိုသေးကြပါတယ်အဲ့တော့ lance slot နဲ့ဗဒယ်ဆိုင်ပြီးဆိုရင်အနောက်ကနေပဲ scale 2တွေသုံးဝေးဗျာဒါမှမဟုတ် scale 1 dash ပြီးတော့ match man တွေ mate တွေကို scale 2နဲ့သုံးမယ်ပြီးရင်ပြန်လာမယ်အဲ့လိုမျိုးခဏခဏလုပ်ပြီးတော့ enemy spell တွေကုန်ပြီဆိုတော့မှအမှန်ကန် dash ပြီးတော့ဝင်ကျုံပါဒီပွဲဆိုလဲကာတီစီကိုကြည့်ကြည့်ဗျာသူလည်းအဲ့လိုပဲဆော့သွားတာ scale 2လေးလှမ်းလှမ်းပေးပြီးတော့တေးကြပြီဆိုတော့မှအနောက်ကကောင်တွေဝင် dive သွားတာဒီဟာ lance slot ရဲ့အကောင်းဆုံး play style ပဲNakuha na kill din si Pero ngayon sa dinner side from Sanji, dalawa tinamaan, ang baba ng boy ni Pero nakakuha na rin, si Carlito pumipirma na, ito yung Pero နောက်တနည်းကကြတော့ဖိတ်တာဗျာကျွန်တော်တက်နေ fighter တွေကို dash light basic တက်ချရိုက်လုပ်ပြီးတော့ stat တွေစုနေမယ်အဲ့ဒီအချိန်မှာ mass man တွေ mage တွေရောက်လာပြီဆိုရင်ချက်ချင်းပဲသူတို့ကိုပြောင်းပြီးတော့ surprise အိတ်လိုက်တာဖြစ်ပါတယ်တခုပဲဗျာကျွန်တော်ဖိတ်နေတဲ့အချိန်မှာတက်နေ fighter တွေမှာ stand ရှိနေကိုပြန်သိနိုင်ပါတယ်ကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော်ချောင်းချနေရကနေချက်ချင်းဖဇာနာကို surprise ပြောင်းလိုက်တာဖြစ်ပါတယ်လန်စလော့ကင်ရင်ကျွန်တော်ပွဲစားမှာဘတ်စားတာမြင်အောင်လို့ scale 1ကိုအရင်ယူပေးပါပြီးတော့မှ scale 2ကိုအဓိကထားပြီးယူပေးပါနောက်ပြီး early game မှာ safe ဆော့ကျင်တယ်ဆိုရင် YH ရဲ့ D item ကိုသွားတင်ပြီး aggressive ဆော့ကျင်တယ်ဆိုရင် D item နဲ့ D ဓာတ်လေးအရင်သွားတင်ပါတယ် goal 650ကုန်တာအတူတူပဲဗျာဒီဟာ damage ပါမယ်သွေးပါမယ်ဒီဟာကျတော့ damage ပါမယ်ကူးတောင်းပါမယ်အဲ့တော့ early game မှာ scale 2မြန်ရပါတယ်ဘတ်စားရင်လည်းမြင်အောင်လို့ scale 1ကိုရသလောက် dash ပေးပါရိုးရိုးသွားတာထက်အခုလိုမျိုး crash ကို dash ပြီးသွားလိုက်တာဘတ်စားတာပုံမြန်ပါတယ်နောက်ပြီး lance slot ကရင် enemy buff တွေကိုသွားစားကြည့်ပါသူ့ရဲ့ scale 2 retribution ပေါင်းသုံးတာဗျာဘတ်ရဖို့အတွက်တေချာတလောက်ရှိတယ်အဲ့တော့ဘတ်တာရသွားရင် enemy height ပါအရန်နိုင်ပါတယ်ဒါမဲ့ဗျာဘတ်မရခဲ့ရင်တော့အချိန်ကုန်မယ်အခက်မသိရင်ကိုပါပြန်သိနိုင်တယ် crash စားနေနဲ့ enemy ကိုချရမယ်ဆိုရင်အခုလိုမျိုး crash ကိုအစော်နားခေါ်လိုက်ဗျာပြီးတော့မှ scale 1 dash ပြီး enemy ကိုသွားမယ်ဆိုရင် item stat တွေအပြည့်ရပါတယ်နောက်တစ်ချက်က enemy ကိုချရမယ်ဆိုရင် minion လာပြီလားကြည့်ကြည့်ဗျာ minion လာမလားကိုဘက်ကမက်ကိုကြည့်လိုက်ရင်ရပါပြီကိုဘက်က minion ကဒီနားမှာရှိနေဆိုရင် enemy minion ကလည်းအဲ့နားမှာရှိပါတယ်အဲ့ဒါကိုစောင့်ပြီးတော့ enemy ကို tower ရဲ့အထိဝင်ချလို့ရပါတယ် tower ရဲ့ဝင်ချရင်လည်းဗျာ scale 1 dash ကိုဘယ်တော့မှအပြတ်မခံပါနဲ့အဲ့လိုအချိန်ဆို ultimate ထိုးပြီး timing ကုန်တော့မှ scale 1ပြန်သုံးပေးပါအဲ့ဒါမှ tower ကနေအလွယ်တကူပြန်ထွက်လာလို့ရမှာဖြစ်ပါတယ်တကယ်လို့ tower ရဲ့ဝင်ချပြီးတော့ enemy မသိသွားရင်သူ့ကိုလှုပ်ပေးလိုက်ပါ hyper ကစားတာဆိုတော့ဗျာကိုပြန်မသိဖို့ကအရန်အရေးကြီးပါတယ်နောက်ဆုံးတစ်ချက်က lance slot ကင်သွေးနှဲနေတဲ့ကြောက်စရာမလိုဘူးဗျာ enemy တွေများလဲ dash ပြီးတော့ပြန်ဖျက်လို့ရပါတယ် lance slot အတွက်ဘေးကအခုပြရတယ်လို့ဆော့လို့ရပါတယ်ပွဲမတိုင်ရင် Brewford အစား Malefiero ကိုတက် item ပြောင်းထည့်လို့ရပါတယ်ဒီ item ကလည်း lance slot နဲ့တော်တော်လိုက်တယ်ဗျာသူကသွေး40အောက်ရောက်သွားရင်ကူလောင်းလျှော့ပေးပြီးတော့ damage တိုးပေးတဲ့အတွက်သွေးဖင်ကန်တဲ့တောင်မှ enemy ကိုပြန်ချလို့ရပါတယ်ဗဒယ်စပေးကတော့ bloody retribution ယူတာအကောင်းဆုံးပါပဲ YH တွေ unlatch battle တွေမှာသွေးတွေပါတဲ့အတွက် damage လည်းတော်တော်လေးထွက်ပါတယ်အမ်ဘလန်ကအခုပြရတယ်လို့ဆော့လို့ရပါတယ်တကယ်လို့ fire တာပို့လွယ်ခြင်းနဲ့ဆိုရင် attack speed ပြောင်းယူလိုက်လို့ရပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုကြားပြန်တွေ့လိုက်ရအောင်